ငါကမင်းတို့တွေအယမ်းမုန်းတဲ့ပိုးဟတ်ဆိုတဲ့ကောင်ပဲကွာငါကိုဘလို့ရှင်းရမလဲမပြောခင်ငါအကြောင်းအရင်ပြောပြမယ်ငါတို့လိုပိုးဟတ်တွေကမင်းတို့မမွေးခင်ဒိုင်နိုဆောကက်ထဲကရှိလာတာဒီကောင်တွေလာမျိုးတုံးသွားတယ်ငါကခုချိန်ထိမင်းတို့ကိုဒုက္ခပေးလို့ကောင်းနေတော့ပဲကွာငါတို့ကနျူကလ িয়ার တန်လဲခံနိုင်တယ်လို့ရေနဲ့အစာမစားပဲတစ်လလောက်ထိနေနိုင်တယ်ကွာအယမ်းတွေလည်းအထင်မကြီးနဲ့ဦးငါကိုရှင်းရတာမင်းတို့ထင်တာထက်ပိုလွယ်တယ်ကွာအုံဖုတ်ဆိုတာနဲ့တကြားကိုစတူရောပြီးငါတို့သွားနေကြနေရချထားလိုက်တကြားအနံ့ကငါတို့ကိုဆွဲဆောင်ပြီးမုံဖုတ်ဆိုတာကနက်ပြေအရောက်ပို့ပေးလိုက်မယ်အဲ့ဒါဝေးရွက်ကိုနေလန်းအချောက်ခံအမှုန့်လုပ်ပြီးငါတို့ရှိတဲ့နေရာတွေကိုလိုက်ချထားလိုက်ငါတို့ကအယမ်းကြောက်တာမင်းတို့တွေ့ချင်ရင်တော့တွေ့ရမှာမဟုတ်တော့ဘူးကွာနောက်တနည်းရှိသေးတယ်ပင်စိမ်းရွက်ဒါမှမဟုတ်စပားလင်ကိုသာချထားလိုက်အားကထွက်တဲ့အနံ့တွေကိုမင်းတို့ပဲခံငါကတော့မခံနိုင်လို့ပြေးပြီးကွာအနီးတွေဘလို့ပဲကောင်းကောင်းစားကျွန်းစားကြံအမိုက်တွေဟင်းတွေလုံအောင်တေချာဖုံးအုပ်တန့်ရှင်းအောင်ထားကြအချစ်မရှိပဲနေနိုင်တယ်အစာမရှိတဲ့အရက်ငါတို့မနေနိုင်ဘူးကွာဒီလိုဗီဒီယိုလေးတွေထက်ကြည့်ချင်သေးရင်အသေးလေးပေးအပေါင်းလေးနှိပ်သွားပြီးဘာအကောင်တွေထက်သိချင်သေးလဲဆိုတာရေးသွားကြဝီးနော်